定西藏包装算了，变不吧？给往挖弄去，挖弄了。anh nói đình thấy tôi cái anh nói đình gió lại à Hallelujah Ive pi call pau tel tu khi amen okay sẽ là call pau mà giang xóa tôi khi Hallelujah ဘုရားရဲ့ကျေးဇူးကိုအထူးပဲချီးမွမ်းပါတယ်လို့ခုနချာမန်ပြောသလိုတော့မကြမ်းပါဘူးဖြည်းဖြည်းချင်းကျွေးမှာဖြစ်ပါတယ် Hallelujah ဒီတစ်ခါမှာဒုတိယတစ်ကြိမ်ဒီနေ့စီးအသင်းတော်ရဲ့လူငယ် service မှာပြန်လည်ဝင်ငှရတဲ့အခွင့်ပြင်ဆင်ပေးတဲ့အတွက်ဘုရားကျေးဇူးကိုအထူးပဲချီးမွမ်းပါတယ်အရာချင်းစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေဆိုတော့ဘေးနားမှာရှိတဲ့သူကိုပြောရအောင်ဒီနေ့အရန်လမ်းနေတော့လို့ပြောပါအောင်အာမင်ဆိုတော့ youth service youth prayer meeting နဲ့ youth service မှာကျေးဇူးတော်ကြောင့်ဒီနှစ်ဒါဒုတိယတစ်ကြိမ်လာတာဖြစ်တယ်ဆိုတော့စာမေးပွဲစစ်တာတော့မဟုတ်ပေမဲ့ပထမတစ်ခေါက်တော့ဘာဟောဘယ်သူတွေလာလဲမသိဘူးပထမကျွန်မလာတော့ဘယ်သူတွေလာလဲ okay အော်တိတ်မများဘူးเนาะပထမတော့လာကျန်တဲ့လူတွေက okay ဟုတ်ပြီအဲ့ဆိုကျွန်မဘာဝင်ငှခဲ့ပါသလဲအဲ့ဒါတော့အချစ်ခံရသူဟုတ်တယ်အာမင်ဒီနေ့ဆိုတော့ကျမတို့ကဘုရားရဲ့အချစ်ခံရတဲ့သူတွေဖြစ်တယ်အချစ်ခံရသောသူဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကအချစ်ခံရသောသူဟာမေတ္တာထဲမှာပြည့်စုံတဲ့အတ္တနဲ့ဘုရားကကောင်းချီးပေးတာဖြစ်တယ်အာမင်လောကမှာကြည့်တဲ့အခါမှာမေတ္တာခံစားရတဲ့သူနဲ့မေတ္တာမခံစားရတဲ့သူရဲ့အသက်ရှင်တဲ့ပုံစံကွာတာဖြစ်တယ်ဆိုတော့ထိုနည်း၎င်းမဲ့ဒီနေ့ဖခင်ရဲ့မေတ္တာထဲမှာနေသောသူကဖခင်ရဲ့မေတ္တာထဲမှာပုံသွင်းခြင်းခံရမှာဖြစ်တယ်အာမင်အဲ့ဒီပုံသွင်းခြင်းခံတဲ့အခါမှာလုတ်ပေးနေရတယ်ငါစ조사ပြီးလုံနေရတယ်ငါမလုံချင်မဲ့လုံနေရတယ်ဆိုတော့စိတ်ဓာတ်လုံးဝမရှိတာအာမင်ဘာလို့ကိုချစ်တဲ့သူအတွက်လှုပ်ပေးရတာအေးအေးပြက်လဲခံနိုင်တယ်ဟုတ်တယ်နော်ကိုချစ်တဲ့သူအတွက်တခုခုပေးဆက်လိုက်ရတာပေးဆက်တယ်လို့မခံစားဘူးဆိုတော့ဒီနေ့ကျမတို့ကအချစ်ခံရတော်သူတွေဖြစ်တယ်ဆိုတာလေကုန်ခဲ့တဲ့တစ်ခေါက်ဒီနှစ်ဖေဖော်ဝါရီလမှာနော်ဖေဖော်ဝါရီလမှာကျမလာခဲ့တယ်လာတဲ့သူတွေသတိရလို့ဝမ်းသာပါတယ်အာမင်ဆိုတော့ဒီတစ်ခေါက်ဒုတိယအာမင်လုံးဝအားရပါရဒီပွဲတွေဆိုတော့ဒီတစ်ခါဒုတိယကြိမ်မှာလည်းဘုရားသခင်ကပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးချီးမွမ်းရတဲ့ကျမ်းစာတစ်ပိုက်ဖတ်ရအောင်အဲ့ဒါကဘာလဲဆိုရင်နှစ်ပေခန်းကြီးနှစ်အငယ်ကိုရှင်ပေတရုဩဝါဒစာခဏလေးနော် sorry နှစ်ပေမဟုတ်တစ်ပေ sorry နော်တစ်ပေခန်းကြီးနှစ်အငယ်ကို okay တစ်ပေဖြစ်တယ် okay ပေတရုဩဝါဒစာပထမစာဆောင်အခန်းကြီးနှစ်အငယ်ကိုFirst Peter chapter 2 verse 9 okay ဒီမှာအတူတူဖတ်ရအောင်နော်1 2 3သင်တို့မူကားမောင်မိုက်ထဲမှအံ့ဘွယ်သောအလင်းတော်သို့ခေါ်သွင်းတော်မူသောသူဤဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယစ်ပရောဟိတ်မျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏ဟာလေလုယာအာမင်ဒါကအချစ်ခံရသောသူတွေရဲ့ position ဖြစ်တယ်အာမင်အချစ်ခံသောသူတွေရဲ့လုံပိုင်ခွင့်အခွင့်တကူအာဏာဖြစ်တယ်အာမင်
ဒီဖျားเจ้า building ရဲ့တော့ကိုလူတိုင်းမကင်ပါဘူးဘသူပဲကင်ခွင့်ရှိတယ်လဲဆိုရင်တာဝန်ရှိသောသူကကင်ခွင့်ရှိတယ်တာဝန်မရှိသောသူကကင်ခွင့်မရှိဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့တော့ကင်တဲ့လူက authority ရှိတယ်တော့ကင်တဲ့လူကလုံပိုင်ခွင့်ရှိတယ်တော့ကင်တဲ့သူကအချိန်မရွေးဒီ building နဲ့ပတ်သက်ပြီးမှအရေးပေါ်ကိစ္စတွေပေါ်လာရင်တော့ဆုံးဖြတ်ပိုင်ခွင့်နော်လုံပိုင်ခွင့်ရှိတယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်စိတ်ချလို့အဲ့ဒီလူကိုတောအပ်ထားတာ။ဒါမို့လဲခေါင်းဆောင်မို့လို့တောအပ်ထားတာ။ဒါမို့လို့ရှင်လဲတာဝန်ရှိလို့အဲ့ဒီတော့ကိုအနှင်ထားတာ။ဒီနေ့ကျွန်တော်တယောက်ချင်းစီတိုင်းရဲ့အသက်တာမှာအထူးသဖြင့်လူငယ်များကကျွန်မဘာကြောင့်ဒီဟာကိုပြောတယ်လဲဆိုရင်ဖခင်ကလေယုံကြည်သူတိုင်းကိုရွေးချယ်တဲ့အမျိုးဖြစ်တယ်မင်းစည်းစိမ်ရှိတဲ့အမျိုးဖြစ်တယ်ယစ်ပရောဟိတ်အမျိုးဖြစ်တယ်တန်ရှင်းတဲ့အမျိုးဖြစ်တယ်ပိုင်ထိုက်သောအပေါင်းအသင်းဖြစ်တယ်ဆိုတာကလောက်ပိုင်ခွင့်အခွင့်အာဏာပေးထားတာဖြစ်တယ်ဟာလေလုယာတခါတလေအဲ့ဒီလောက်ပိုင်ခွင့်ကိုမေ့ပြီးတော့နော်မေ့ပြီးတော့မာနကအဲ့ဒီလောက်ပိုင်ခွင့်ကိုအတော်မချတတ်အောင်မာနကအဲ့ဒီလောက်ပိုင်ခွင့်ကိုကိုယုံကြည်မှုမရှိအောင်မြောက်များစွာသောနီလန်းနဲ့လှည့်ပြားတတ်တယ်။ကြောင့်ဒီနေ့လူငယ်တွေအထူးသဖြင့်သတိထားရမယ့်အရာကလူငယ်တွေအထူးသဖြင့်တမာသတိရှိရမယ့်အရာကငါဘာတူလဲဆိုတာကိုသိဖို့အရန်ရေးကြည့်တာဖြစ်ပါတယ်။ဟာလေလုယာ။ကြောင့်ကုန်ခဲ့တဲ့တစ်ခေါက်ကကျွန်မပြောပြီးပြီငါတို့ကအချစ်ခံရသောသူတွေဖြစ်တယ်ဟာလေလုယာဆိုတော့အချစ်ခံရသောသူရဲ့ position ကဒါဖြစ်တယ်အချစ်ခံရသောသူရဲ့ position ကတခြားလောကသားတွေနဲ့မတူတော့ဘူးအချစ်ခံရသောသူတွေရဲ့လောက်ပိုင်ခွင့်ကတခြားသောလောကသားတွေနဲ့လောက်ပိုင်ခွင့်မတူတော့ဘူးအထူးသဖြင့်ကျွန်မတို့ဒီအရွယ်မှာနော်ဒီအရွယ်မှာကုန်ခဲ့တဲ့တစ်ခေါက်ကကျွန်မပြောသလိုပဲလူငယ်အရွယ်ဆိုတာခွန်အားအရှိဆုံးအရွယ်ဖြစ်တယ်အလုံးနိုင်ဆုံးအရွယ်ဖြစ်တယ်နော်ဘယ်အရာမဆိုတက်ကြွမှုလည်းအများမြန်တယ် at the same time စိတ်တက်ကြဖို့လည်းအများမြန်တယ်ဘယ်အချိန်မှစိတ်တက်ကြလဲဒီ position ကိုမသိစိတ်တက်ကြတာဖြစ်တယ်အာမင်ကြောင့်ဒီနေ့ကျွန်တော်ရဲ့သက်တာထဲမှာခရစ်တော်အထဲမှာငါကအချစ်ခံရသောသူဖြစ်ပြီးတော့ငါရဲ့လောက်ပိုင်ခွင့်တွေဒီမှာရှိတယ်ဆိုတာကိုတမန်တရားပေါ်မှာယက်တည်ဖို့ရန်အတွက်အထူးပဲအရေးကြီးတာဖြစ်ပါတယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့လူငယ်ဘဝမှာစိန်ခေါ်မှုတွေကတခြားသောစိန်ခေါ်မှုတွေနဲ့မတူဘူးဆိုတော့အခုဒီမှာမလေးရှားလာတယ်ပျော်လွန်းလို့လာတာမှမဟုတ်တာဟုတ်တယ်နော်လာချင်လုံးလို့လည်းမဟုတ်ဘူးနိုင်ငံအခြေအနေကြောင့်မထွက်ပဲလုံးဝမထွက်ချင်လို့မြန်မာပြည်မှာကိုယ့်ရွာမှာကိုနေခဲ့တာဒါပေမဲ့မထွက်လို့မရတဲ့အခြေအနေမို့လို့ကျွန်တော်ဒီကိုရောက်လာပြီဆိုလို့ရှိရင်တို့တွေကငါတို့ဒီနေရာရောက်တဲ့ခါမှာအိမ်လို့မခံစားတဲ့ချိန်ရှိတယ်ဟုတ်လားမသိဘူးကိုအိမ်လို့မခံစားဘူးဒါပေမဲ့ဒီနေ့ဘာပြောချင်လဲဆိုအိမ်လို့မခံစားတာလောကသဘာဝဖြစ်တယ်သို့တော့အဲ့ဒီအိမ်လို့ခံစားစားမခံစားစားခရစ်တော်အထဲမှာဖြစ်ခြင်းကိုတော့နေ့ရက်စဉ်တိုင်းဝန်ခံနေဖို့အရေးကြီးတာဖြစ်ပါတယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့အဲ့ဒီအရာကကျမတို့ရဲ့အနာဂတ်ကိုလှပစေမှာဖြစ်တယ်အဲ့ဒီအရာကအနာဂတ်ကိုတောက်ပစေမှာဖြစ်တယ်အဲ့ဒီအရာကအနာဂတ်မှာဘာလုပ်ရမလဲဆိုတာကိုပြင်းရည်ခြင်းမရှိဘဲနဲ့ဒီနှုတ်ကပတ်တော်တွေကဒီလိုတွန်းပို့ပေးတဲ့အရာတွေဖြစ်ပါတယ်ဟာလေလုယာကြောင့်ဒီကနေ့ဒီမှာရှိတဲ့လူငယ်တယောက်ချင်းစီအထူးပဲခွန်အားပေးချင်တာကငါကအရင်တော့မောင်မိုက်ထဲမှာနေခဲ့တဲ့နော်လောကရဲ့လက်အောက်မှာနေခဲ့တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ယေရှုကြောင့်ကယ်တင်ခြင်းရပြီးတော့အလင်းထဲမှာခေါ်သွင်းခြင်းခံရတယ်ဟာလေလုယာကိုဘာသာကိုစ조사ပြီးရောက်လာတာမဟုတ်ဘူးယေရှုရဲ့ဝိညာဉ်တော်ဘုရားရဲ့သွေးဆောင်ခြင်းကြောင့်ခမဲတော်ဘုရားရဲ့မြစ်တာကိုခံစားပြီးတော့အလင်းထဲမှာခေါ်သွင်းခြင်းခံရသောသူတွေသည်ရွေးချယ်ခြင်းခံပြီးမှမင်းစည်းစိမ်ရှိတဲ့ယစ်ပရောဟိတ်တန်ရှင်းတဲ့အမျိုးပိုင်ထိုက်သောမျိုးဖြစ်တယ်ဆိုတာကိုပထမဦးဆုံးတစ်ချက်အနေနဲ့နားလည်စေချင်တာဖြစ်ပါတယ်အာမင်ဟာလေလုယာဒီထိရမလားသဘောပေါက်မလား
Okay, dini cuma wenga channel no kapadoga. Dini cuma wenga channel no kapadoga. Key ဖြစ်တယ်နော် KE1 key တော့ဖြစ်တယ်တော့နဲ့ပတ်သက်ပြီးမှလူငယ်တွေကိုဒီနေ့ခွန်အားပေးချင်တာအခုကျွန်မတော့နဲ့ပတ်သက်တဲ့အကြောင်းအရာကိုရှင်းပြပေးပြီးသွားပြီဒီဖျားကျောင်း building ရဲ့တော့ကိုအာနာရှိတဲ့သူပဲကင်ခွင့်ရှိတယ်တာဝန်ပေးအပ်ခြင်းခံတဲ့သူပဲကင်ခွင့်ရှိတယ်ထုံနည်း၎င်းပဲလောကမှာနေတဲ့တို့လူငယ်တွေတယောက်ချင်းစီအသက်တာကိုဖယားသခင်ကမတူညီတဲ့တော့တွေပေးထားတယ်အာမင်ဆိုတော့အဲ့ဒီတော့တွေကိုကိုကဘာလို့ဖွင့်မလဲဆိုတာကိုသိဖို့တစ်ပေနှစ်ကိုအရင်ဦးဆုံးနားလည်ဖို့လိုတယ်ဟာလေလုယာဒီကနေ့ခရစ်တော်အထဲမှာငါဘသူဖြစ်တယ်ဆိုတာကိုသိရင်လေအဲ့ဒီအရာကဖွင့်သမျှတကားတိုင်းကိုပွင့်စေမှာဖြစ်တယ်ဟာလေလုယာအာမင်ကျောင်းကျမ်းစာနောက်တစ်ပိုက်သွားရအောင်ဟေရှာယအနာဂတိကျမ်းအခန်းကြီး20အငယ်20ဟေရှာယအနာဂတိကျမ်းအခန်းကြီး20အငယ်20 Okay ဒီမှာတူကဖတ်ရအောင်နော်1 2 3ဒါဝိဒ်မင်းမျိုးဤတကားတော့ကိုသူဤပခုံးပေါ်မှာငါတင်ထားသဖြင့်ဟာလေလုယာဆိုတော့ဖခင်ကဒါဝိဒ်ကိုပေးတဲ့တော့ဆိုပြီးမှကျမ်းစာထဲမှာမြောက်များစွာဖော်ပြထားတယ်အမျိုးမျိုး version တွေရှိတယ်ဒါပေမဲ့ဒီကနေ့ကျွန်မဒီຢာလေးကိုကျွန်မ point out လုပ်ချင်တဲ့ဟာတစ်ခုရှိတာဖြစ်တယ်အဲ့ဒါလေးကိုဒီကနေ့ပြောချင်ပါတယ်အင်္ဂလိပ်လိုမှာဘာပြောလဲဆိုလို့ရှိရင် I will give him the key to the house of David the highest position in the royal court အဲ့လိုမျိုးပြောထားတယ်အင်္ဂလိပ်လိုမှာ when he opens doors no one will be able to close them when he closes doors no one will be able to open them so that NIV version တင်တယ်နော် okay အင်္ဂလိပ်လိုဖတ်ကြည့်အောင်ဒီမှာအတူတူက1 2 3 I will place on his shoulder the key to the house of David. What he opens, no one can shut. And what he shuts, no one can open. So, tomorrow, NIV version, yo li ne pyon thare. I mean, New Living Translation ma kuna chama phate neya ma. I will give him the key to the house of David, dilolabi. The highest position in the royal court. Allo myo pyo de. Royal court ဆိုတာဘာလဲနန်းတွင်ရဲ့နော်နန်းတွင်ကြီးထဲမှာအမို့လို့ရှင်လဲဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်နန်းတွင်ရဲ့နော်ဒီ court ဆိုလို့ရှိရင်တရားရုံးကြီးထဲမှာအဲ့ဒီထဲမှာတဲ့အမြင့်ဆုံးသော position ကိုငါသူ့ကိုထားပြီးတော့အဲ့ဒီတကားကိုဖွင့်ဖို့ရန်အတွက်တောက်ကိုသူတို့လက်ထဲအပ်ထားတယ်လို့ဒီလိုပြောတာဖြစ်တယ်အာမင် So ဒီမှာတော့မြန်မာလိုမှာတော့ဒါဝိဒ်မင်းမျိုးဤတကားတော့ကိုသူဤပခုံးပေါ်မှာငါတင်တယ်လို့ဘာကြောင့်ပြောသလဲဆိုလို့ရှိရင်ထိုခေတ်ကတော့ကအဲ့ဒီဟိုဒီသမိုင်းကိုလေ့လာတဲ့အခါမှာယောမအဲ့ဒီခေတ်တုန်းကတချို့တော့တွေကသူတို့ကိုယ်တိုင်ထမ်းရတဲ့တော့အနေထားဆိုင်တွေလည်းရှိတဲ့အတွက်ကြောင့်တင်စားပြီးမှနားလည်အောင်ရေးလိုက်တာဖြစ်တယ်အာမင်ဆိုတော့ကျမတို့အခုဒီမှာကားမောင်းတဲ့သူတွေလည်းရှိတယ်စိုက်ကယ်မောင်းတဲ့သူလည်းရှိတယ်အားလုံးကတော့ကိုယ်အိမ်တော့ကိုယ်ကင်တာဖြစ်တယ်တော့ကင်တဲ့အခါမှာကျမတို့တစ်ချောင်းတည်းမကင်ဘူးဘယ်သူမှနော်တော်တော်များများကတော့ချိတ်ထဲမှာတော့တွေအများကြီးရှိတယ်အဲ့ဒီတော့တွေအများကြီးရှိတယ်ဘယ်သူစီမှာတော့အများကြီးရှိလဲမသိဘူးနော်အဲ့လိုရှိရလို့ရှိလားကျမနည်းနည်းလေးမြင်အောင်ပြချင်လို့ရှိလားဆီးရစီမှာအများကြီးရှိတယ်โอเคဒါတော့မျိုးစုံပဲမိုက်တယ်ကောင်းပါတယ်ကျွန်မဩစတြေးလျမြေပုံလဲပါတယ်ဆိုတော့ဒါတော့ဘာခီးဖြစ်မလဲကားခီးတင်တယ်စိုက်ကဲအိမ်တော့အပြားကြောင့်တော့တယ်ပဲโอเคဆိုတော့ဒီမှာတော့မျိုးစုံရှိတယ်တစ်ခုနဲ့တစ်ခုဖွင့်ရတဲ့အဆောက်အအုံမတူသလိုတစ်ခုနဲ့တစ်ခုတော့ဒီဇိုင်းလဲလုံးဝမတူ
ဒီကနေ့ဘာအဓိကပြောချင်တယ်လဲဆိုတော့လေဒါဝိဒ်မင်းမျိုးဤတကားတော့ကိုသူဤပခုံးပေါ်မှာငါတင်ထားပြီးမှသူ့ကိုငါပေးမယ်အင်္ဂလိပ်လိုမှာဆိုအရင်ရှင်းတယ်နော် I will give him the key to the house of David the highest position ဒီလိုပြောတာဖြစ်တယ် the highest position in the royal court အဲ့လိုမျိုးသုံးတာဖြစ်တယ်ဆိုတော့ဒီကနေ့ခုနကတော့တစ်ပေခန်းကြီးနှစ်9ကိုပထမဦးဆုံးကျမတို့ဖတ်တဲ့ကျမ်းစာကိုနားလည်မယ်ဆိုရင်ကျမတို့တွေကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမင်းမျိုးတွေဖြစ်တယ်တန်ရှင်းသောလူမျိုးဖြစ်တယ်ပိုင်းထိုက်သောအမျိုးဖြစ်တယ်အာမင်တနည်းအားဖြင့်ကျမတို့လူငယ်တယောက်ချင်းစီတိုင်းကလောက်ပိုင်ခွင့်လောက်နိုင်စွမ်းရှိပြီးသားဖြစ်တယ်အာမင်ဟာလေလုယာဆိုလူငယ်တော်တော်များများမှာလူကြီးနဲ့မတူနိုင်တဲ့အရာကလောက်နိုင်စွမ်းပြီးလုံနိုင်တဲ့ ability အများကြီးရှိတယ်အခွင့်အရေးရှိတယ်အာမင်ဒီနေ့အသင်အခွင့်အရေးရှိလို့ယေရှုတော်ကြောင့်မလေးရောက်လာတာဖြစ်တယ်တချို့သောသူတွေဒီအခွင့်အရေးမရဘူးတချို့သောသူတွေတောထဲမှာပုံပြေးရတယ်ဒါပေမဲ့အဲ့ဒီတောဆိုတဲ့အဆင့်ကိုကျော်ပြီးတော့မလေးရှားရောက်လာတာဖခင်ကလမ်းဖွင့်ပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအခွင့်အရေးကိုတုံးချပြီးမှအဲ့ဒီအခွင့်အရေးတည်ဟူသောဒီတော့ကိုမလေးရှားရောက်ပြီဆိုတဲ့အဲ့ဒီတော့ကိုတမာတရိရှိရှိဖွင့်နိုင်သောလူငယ်ဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေဟာလေလုယာတချို့သောသူတွေကဘယ်အချိန်မှပဲဖွင့်ဖို့ကြိုးစားသလဲဆိုလို့ရှိရင်ငါအစဉ်ပြေမှငါ feeling ကောင်းမှငါတခုခုလုပ်နိုင်မှာမဟုတ်ဘူးမလေးရှားရောက်တာကိုကတကားဖွင့်ဖို့တော့တချောင်းဘုရားသခင်သင်လက်ထဲမှာအပ်ထားတာဖြစ်တယ်အာမင်ဘယ်တကားဖွင့်မှာလဲ praise the lord ပညာရေးတကားဖွင့်မှာလားဒါမှမဟုတ်ရှင်အလုံးနဲ့ပတ်သက်တဲ့နော်ဒီဟိုဘာလဲသမင်းဆိုင်လောက်မှာပဲနော်ဘာမှပညာမရတဲ့လုပ်ငန်းလောက်နဲ့ပဲပြီးခိုင်းမှာလားအချင်းနဲ့တခုရအဲ့ဒီမှာလုံနေတော်ညာလဲအဲ့ဒီနေရာကနေသင်ဘလို့ပုံစံမျိုးနဲ့ဖွင့်ပြီးမှအဲ့ဒီရဲ့ပညာကိုသင်ရှုမလဲဘုရားကသင်လက်ထဲမှာတောက်ထားတာဖြစ်တယ်အာမင်ဒီကနေ့လူငယ်တော်တော်များများကဖခင်ကိုပေးထားတဲ့ authority ဖခင်ကိုပေးထားတဲ့လုံနိုင်စွမ်းခွန်အားတွေကိုမေ့ပြီးတော့ဒီလိုပဲနေတဲ့သူတွေအများကြီးရှိတယ်ဒီကနေ့ညမှာအထုခွန်အားပေးချင်တာကဖခင်သခင်သင်လက်ထဲမှာတော့တစ်ချောင်းနဲ့မပေးထားဘူးတော့အများကြီးပေးထားတာဖြစ်ပါတယ်လို့ hallelujah hallelujah အကြီးမားဆုံးသောတော့ကတော့ယုံကြည်သူတယောက်ချင်းစီတိုင်းသည်ကောင်းကင်နိုင်ငံကိုဖွင့်တဲ့တော့ကိုအသင်းတော်အဖြစ်ဘုရားအပ်ထားတာဖြစ်ပါတယ်။မာသဲခန်းကြီး16-19ထဲမှာကြည့်ငါအသင်းကိုငါတိဆောက်မယ်မရဏနိုင်ငံရဲ့တကားတော်ကမနိုင်ရဘူးကောင်းကင်နိုင်ငံကိုဖွင့်စေနိုင်တဲ့တော့ကိုငါသင်လက်ထဲမှာအပ်မယ်လို့ပေတရုကိုပြောတဲ့အရာကသူ့တယောက်တည်းမဟုတ်ဘူးယုံကြည်သူတိုင်းကိုပြောတဲ့စကားဖြစ်တယ်။အာမင်မလေးရှားရောက်ပြီးသားဆိုရင်ကတော့ဖခင်เจ้าမှာပါဝင်ရတဲ့ဝိညာဉ်ရေးရာတော့ကိုနောက်တစ်ချောင်းနဲ့ဖွင့်ဖို့ဖြစ်တယ် Praise the Lord ကျမတို့တယောက်ချင်းစီအသက်တာထဲမှာမိနေတဲ့အရာကဖခင်ကငါ့ကိုမြောက်များစွာတော့အပ်ထားတယ်ဆိုတာကိုမိနေတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပြန်လဲတတိယနိုင်ဖို့ဘုရားထူကောင်းချီးပေးပါစေ Hallelujah Amen ဒီကနေ့ကျမတို့အိမ်ထောင်ကြပြီးတဲ့သူတွေတောင်စ조사ပြီးမှဖွင့်လို့ရတဲ့တကားတွေဖျားဖွင့်စေတဲ့တကားတွေဖျားမျက်နှာရှာရင်းနဲ့ရှာဖွင့်နေတဲ့အချိန်မှာဒီနေ့လူငယ်များအာမင်ဖျားသခင်ကသင်ကိုမြောက်များစွာသောအချိန်တွေသင်လက်ထဲမှာပေးတာဖြစ်ပါတယ် Praise the Lord ဒီနေ့ကျွန်မနဲ့လိုက်လာတဲ့လူငယ်တယောက်ကဘာပြောလဲဆိုတော့ Australia ရောက်တဲ့ Malaysia နဲ့ရောက်တဲ့အဖွဲ့တော်တော်များများကဆော့မအိတ်တတ်ဘူးဆော့မထားတတ်ဘူးနော်ဒါဒီမလေးရှားရဲ့ lifestyle တခုပေါ့လေကျောင်းသူကျောင်းသားတွေကလွဲပြီးတော့ဒါတောင်ကျောင်းသူကျောင်းသားတွေဆော့မထားတဲ့ဆော့မအိတ်တဲ့ဖွဲ့ရှိသေးတယ်ကျမနဲ့လိုက်လာတဲ့လူငယ်တယောက်ကဘာပြောလဲဆိုတော့ဘာကြောင့်ဖះเจ้าအော်စီဖះเจ้าအဖွဲ့တွေဆော့မအိတ်တာလဲဆိုတော့အခုသိပြီမလေးရှားမှာဆော့အိတ်လို့မရတာသူကပြောတယ်ဒါဆိုရင်ဆော့အိတ်လို့မရဘူးဆော့အိတ်လို့မရရင်အဲ့ဒီအချိန်တွေကိုသင်ဘလို့အသုံးချနေတယ်လဲအာမင်အဲ့ဒီအချိန်တွေကိုဖခင်သင်လက်ထဲမှာဒီတော့တွေအပ်ထားတယ်အဲ့ဒီဆော့မအိပ်ဘူးဆိုတဲ့အချိန်တွေကိုဘာတော့ဖွင့်နေတယ်လဲ
Amen ဒီကနေ့ကျေးဇူးတော်ကြောင့်မြန်မာပြည်ထက်မလေးရှားက online မှာမြောက်များစွာလေ့လာစရာအများကြီးရှိတယ်အဲ့ဒီအရာတွေကိုအကျိုးရှိစွာလေ့လာရင်သင်ကအဲ့ဒီတကားကိုဖွင့်နေတဲ့သူသွားမှာဖြစ်ပါတယ် Hallelujah Praise the Lord ကြောင့်ဒီကနေ့ဒီမှာရှိတော်လူငယ်များအထူးခွန်အားပေးခြင်းနဲ့ဖခင်သခင်ကကျမတို့ရဲ့လက်ထဲမှာမြောက်များစွာသောတော့တွေကိုအပ်ထားတာဖြစ်ပါတယ်။ဘေးနားမှာရှိရသူကိုပြောပါအောင်။သင်လက်ထဲမှာမြောက်များစွာသောတော့တွေရှိတယ်လို့ပြောပါအောင်။ Amen Amen ကျမတို့တချို့တွေကကျမတို့လူငယ်ဘဝမှာလေလူငယ်ဘဝမှာကျမတို့ကိုအချိန်ကုန်စေတဲ့အရာကကျမတို့စီမှာတော့ရှိတယ်ဒီတော့ကိုဒါကဒီဖခင်เจ้าဖွင့်ရမယ်တကားတော့ဖြစ်ပေမဲ့ကျမတို့ဘယ်ကိုတော်ဖွင့်လဲဆိုရင်ကိုယ့်အိမ်ကိုတော်ဖွင့်တာဘလို့မှပွင့်နိုင်မှာမဟုတ်ဘူးဒီနေ့တခါတလေကျရင်ကျမတို့ရဲ့အသက်တာမှာနော်လူကြီးရွယ်ရောက်လာတဲ့အခါမှာငါတို့လူငယ်ဘဝတော့အချိန်ကုန်လိုက်တာမာယွန်းစွာနဲ့ရွေးချယ်ခဲ့တယ်ဆိုတော့သူတို့တော့ဖွင့်တာမမှန်လို့ဖြစ်တယ်အာမင်အာမင်ကြောင့်ဒီကနေ့ဖခင်သခင်ကကျမတို့သက်တာထဲမှာအခွင့်အရေးပေးထားတယ်ပြောကြည့်ပါဦးအခွင့်အရေးကြက်ကြက်လေးအခွင့်အရေးအာမင်ဆိုတော့အဲ့ဒီအခွင့်အရေးကိုမှန်ကန်စွာနဲ့ဖွင့်နိုင်ဖို့ရန်အတွက်ဖခင်သခင်ဝိညာဉ်တော်ဖခင်အထူးမဆပါစေတော်များများရဲ့အသက်တာထဲမှာအထူးသဖြင့်ကျမတို့မလေးရှားရောက်တဲ့အခါမှာကျမတို့ရဲ့မှန်တော့ကျမတို့လက်ထဲမှာရှိတဲ့တော့တွေကိုမှန်ကန်စွာမဖွင့်တဲ့အခါမှာအခွင့်အရေးရှိပေမဲ့ဆုံးရှုံးလိုက်ရတယ်အခွင့်အရေးရှိပေမဲ့အသုံးမချလိုက်ရဘူးအခွင့်အရေးရှိပေမဲ့အဲ့ဒီအရာကိုကြော်သွားရတယ်အခွင့်အရေးရှိပေမဲ့အဲ့ဒါကိုလက်လွတ်သွားရတယ်ဘာကြောင့်လဲဆိုတော့မိမိမှာဖျားပေးထားတဲ့တော့ရှိပါလျက်နဲ့မဖွင့်မိလို့ဖြစ်တယ်ယနေ့ညမှာဆိုရင်ဖွင့်တတ်တော်သူတွေဖြစ်ဖို့ဘုရားထူကောင်းကြည့်ပေးပါစေဟာလေလုယာအာမင်ဒီနေ့ဝိညာဉ်ရမှာလည်းထုံနေ၎င်းပဲအခုကျမတို့အသင်းတော်ကနေ camp နေလုပ်တယ်ဒီကနေ့အခုအချိန်မှာဝိညာဉ်ရတဲ့သင်အဲ့ဒီတော့ကိုစဖွင့်ရမှာဖြစ်တယ်အာမင်စဖွင့်တယ်လို့ပြောရင်ဆိုဘာလဲဟုတ်တယ်ဒါကငါအတွက်ဖြစ်တယ်ငါရဲ့ဝိညာဉ်ရတိဆောက်ဖို့ဖြစ်တယ်ဆိုပြီးမှ camp တပ်ဖို့ရန်အတွက်ဆုံးဖြတ်ခြင်းကသင်ကဝိညာဉ်ရတကောက်စဖွင့်နေတာဖြစ်ပါတယ်အာမင်အိမ်ခန်းတစ်ခါဝင်တဲ့အခါမှာmain တကားတော့ရှိတယ်လို့အဲ့အိမ်ထဲမှာအခန်းတိုင်းရဲ့တော့ဆိုတာလည်းရှိတရားဖြစ်တယ်။သင်ကဒီကနေ့ဝိညာဉ်ရတကောင်စဖွင့်ပြီဆိုတာနဲ့သင်ကအဲ့ဒီဝိညာဉ်နယ်ပယ်ထဲမှာဖျားဖွင့်ပြမဲ့ဂါနအသီးသီးဟာလေလုယာ။နည်းနည်းသောအရာတွေကိုအဲ့ဒီအထက်ကနေဆက်လက်၍ဖွင့်သွားမှာဖြစ်ပါတယ်။အာမင်။ဟာလေလုယာ။လူမြောက်များစွာကကျွန်မပြောမယ်နော်အခွင့်အရေးလို့ပြောရင်ကိုကရွေးချယ်ရတာဖြစ်တယ်ဒီနေ့အခွင့်အရေးရှိတယ်မရွေးချယ်ခဲ့လို့လူပြွေးဖြစ်တဲ့လူအများကြီးပဲကျွန်တော်ဆရာခိုင်ပြီးကိုပြောတာမဟုတ်ဘူးအာမင်ကျွန်တော်အခွင့် sorry နော်ဆရာဒီနေ့နေ့လည်းဆရာကိုစတာဆိုတော့ကျွန်တော်အခွင့်အရေးရှိတဲ့အချိန်မှာအချိန်တွေမလွန်ခင်အာမင်Okay ကျွန်တော်အဲ့ဖယားကကျမတို့ကိုအဲ့အခွင့်အရေးတစ်ခုပေးထားတယ်လက်မလွတ်ပဲနဲ့အကင်းပါပါနဲ့ဖွင့်တတ်ဖို့တကယ်အရေးကြီးတာဖြစ်ပါတယ်ဟာလေလုယာတခါတလေကျမတို့ကဘလို့စောင့်လဲဆိုတော့ကျမတို့ကဖယားအလိုတော်ရှိကိုတော့လာဖွင့်ပေးလို့ကျမတို့ပြောတဲ့အချိန်ရှိတယ်နော်ကျမတို့ဒီလိုဆုတောင်းတတ်တယ်ကိုတော့ဒီကအလိုတော်ရှင်ကိုတော့ကိုရန်ဒီတကားလာဖွင့်ပေးတကယ်တော့ဖယားကအဲ့ဒီတကားကိုဖွင့်ဖို့ရန်အတွက်တော့ပေးပြီးသားအာမင်အာမင်ဒီနေ့ဝိညာဉ်ရေးရမှာဖခင်ကတဲ့အတွက်ကောင်းချီးဖြစ်ဖို့ရန်အတွက်အဲ့ဒီတော့ကိုပေးပြီးသားပြဿနာကကျမတို့ဘက်ကနေထပြီးမဖွင့်တာပြဿနာအာမင်ကြောင့်ဒီနေ့လူငယ်များနိုးထဖို့အချိန်တန်ပြီဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာကျမတို့ရဲ့ next generation ကြီးအတွက်ကျမတို့ရဲ့ဒီလာမဲ့နောက်ပေါင်းနှစ်ပေါင်းမြောက်များစွာသော generation ကြီးအတွက်သင်တို့ကယနေ့စပြီးဖွင့်ရမယ့်အချိန်ဖြစ်ပါတယ်ဟာလေလုယာအာမင်ကျွန်မပြောပြမယ်ဒီနေ့အသက်ရှင်ခြင်းကမနှက်ပြန်အတွက်ဖြစ်တယ်
Amen. They need things to God to cool, point nine so ye, Eddie the God point one on it, Manapian giant, Eddie tell when my bed there. Eddie win on it, the same be the same to God is up when on my bed. Hallelujah. Amen. Jump, eat the la lumuriga, eat the la lumurigo, Payada Kinga, Kana Bidego, Winzabo Yantra, Payaga, Chilla Lankine Kama, Moshe ne a point, Moshe ne the gua. Then say a tate alo, Torema, they sound to be me, Yoshu U sound do, generation jaro, Moshe gedo, Piachi Lamalankai. Amen. Amen. Moshe Rongaro, Pilenio, Nachan, Quebo, and Repute Chema, Payaga Moshe, let me out kind. Let me out like, let him a sheer Tawego, meow like, Pilla in a chan quato. I got it, that shall be your eat the lot of your down, look out, Chinyale. I mean, Joshua let him out there, Chimaro, together, Malo Kaimu. Joshua, any a queen go, count the Payatu go, pay tare, any authority they will count the Kama. Go out to know Balo Yamla do Sasu down it. Joshua, Payana Sazagabio, Payaga, Joshua, Babiola solution, ye. Shiprohe mineo copino, Eddie bringing Titago, Tampino, Jordan Yeshema, Lanya Balo, Mapiora, Pasalo Kaleso, Turosima she authority, Turosima she a Payapita, Lopa and Queen, a Tocha Jabi, Yonchi China Sade, Chilala kind of the hallelujah. To such Chilana, Eddie Jordan Nika, Pom Jabima, Yena Changa, ye not so big. Taught the lango, Jordan Yamadro, Piash out of your body. Amen. Hallelujah. Moshe Rongaro, down week, Nyapi, Lanyao Cabin, your shoe generation, Majaro, Payadkia, Moshe, gather Mobosambu. They not let him she that Tone, Yonchi, Chinchilango, Satin Lankana. Hallelujah. Amen. Penama share do be about tiny little Mama Pilabu of your you're like Lubio if you don't me. Up your if you don't me. Amen. Amen. Go to tiny little Bama Pilama, Mobu Bajale, Payaga Chimaro Latema, Pimbo, Tori, a baby Pibale. Satin Puna Mobia to County Pimase. Hallelujah. Eddie. Power, any authority, any low by queen, alo, tomorrow let him a baby. Amen. Dinim Yandu Manesa Langali, tomorrow Malone night out, tomorrow say that out, tomorrow Lecha to out, tomorrow ye Yashi, a queen, song shown to out, name your zone, let Piana Pede. Digging any let Yasinema Manirobu, pay up it, hallelujah. Your shoot music ghetto, young chicken, chilla, salam, beetle, any a queen alongo, so you may illuminate Pijamazelo. Hallelujah. Hallelujah. Amen. Dignedima, deny a cool Malaysia, my tomorrow kit no one and two, Aloa, go by business in low jade. Didn't know any the garden, Pimbo, and the Payala can't go napping your baby that day. Amen. Praise the Lord. Pin nine jamaze. Jama ain't did no capato, Jama Lunga Sisamale, wing at it. Payajama or two the capiolo, but down less or Lung Jama Lunga is rally, long nine zwan, a quaint a ye, amen. Praise the Lord. She did do it. Da long man so ne paya loro she be suit down me ma paya loro she be so sa point like chilan like the God thought point that's right chilan jong pyo da phit amen sa chilan like ai the ma paya ye let do myin ko myin twe ya ma phit di ni chima ro ka nga ro ya de la sa law ne che nat ne ja la nga ro aku di law ne be che nat ne ja la phaya chang ma the law pa win na ne be chima ro che nat ne ja chima ro ka lon lo sen shi de aya ba ma che nat yang ye po ye ji de lo ai that ta yue deep part he twa pho yan twet le phaya ye a lo ro phit ba de hallelujah amen
ဆိုလိုတဲ့ဘောကကိုရောအခုချိန်မှာကိုရောမျက်မှောက်တော်ခံစားတယ်ဒီမျက်မှောက်တော်ကဒီအရှိန်လောက်နဲ့မဟုတ်ဘူးတာ၍အရှိန်ကြီးသောအရှိန်နဲ့နောက်တစ်ပတ်လည်းဆက်ခံစားအောင်မယ်ဆိုတော့တာ၍လိုချင်သောနှလုံးသားနဲ့အဲ့ဒီမျက်မှောက်တော်တွေကိုတိုးဝင်ဖို့ဖြစ်ပါတယ်ဟာလေလုယာ praise the lord ကျွန်မဟိုလေလောဘကြီးဖို့ပြောတာမဟုတ်ဘူးဒါပေမဲ့လူငယ်တွေစီမှာဖျားပေးထားတဲ့အခွင့်အရေးတော့ကိုအသုံးချတတ်ဖို့ပြောချင်တာဖြစ်ပါတယ် praise the lord amen so ယောရှုရဲ့အသက်တာထဲမှာထိုကဲ့သို့စတင်ခြေလန်းလန်းတဲ့အခါမှာတကားတွေတစ်ခုပြီးတစ်ခုပွင့်တာဖြစ်ပါတယ်ဘာကြောင့်လဲသလားကျမတို့ကဖျားရဲ့လူမျိုးတော်တွေဖြစ်တယ်ယေဘရဟိအမျိုးလို့ပြောပြီးသားတန်ရှင်းသောအမျိုးလို့ပြောပြီးသားပိုင်ထိုက်သောအမျိုးဖျားရဲ့ဖျားနဲ့ပေါင်းသင်းလို့ရတဲ့သူတွေလို့ပြောပြီးသားဖြစ်တယ်အဲ့ဒီရဲ့မိမိရဲ့ခရစ်တော်အထဲမှာဖြစ်ခြင်းကိုဘယ်အရာကမှမဖြတ်စည်းမိဖို့ဘုရားထူကောင်းကြည့်ပေးပါစေအာမင်ကျမတို့လူငယ်စီစဉ်မှာကျမဒီနှုတ်ကပတ်တော်ဝင်ကတော့ service လည်းပြီးရောလူတယောက်ကကျမကိုတတ်သိလာခံတယ်ဟုတ်တယ်ငါလူငယ်ဘဝတော့ငါကတဲ့မာယွန်းစွာနဲ့အရက်တောက်တဲ့တော့ကိုဖွင့်မိတာအရန်အောင်သားရတယ်ဟုတ်တယ်တခါတလေကျရင်ဖခင်ကကျမတို့ကိုအဲ့အရိုက်ရပေးပြီးသားဖခင်မနစ်သက်တဲ့အရာတွေမလောက်ဖို့ရန်အတွက်လည်းလောက်ဆောင်နိုင်စွာအခွင့်ကိုပေးပြီးသားသို့တော့ကျမတို့ဖွင့်တဲ့တကားမှားသွားတာမှားတဲ့အခါမှာအရက်သမားလုံးဖြစ်သွားတယ်ဖွင့်တာမှားတဲ့အခါမှာစေးသမားလုံးဖြစ်သွားတယ်တကယ်တော့ဖခင်ကအဲ့ဒီတော့တွေအားလုံးလောကကြီးထဲမှာသူ့ဘုန်းတော်ထင်ရှားဖို့ရန်အတွက်ကျမတို့ကိုဖွင့်စေတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအာမင်အဲ့သူဘာထပ်ပြောလဲသလားဘာထပ်ပြောလဲဆိုတာအဲ့ဒါကြောင့်မို့လို့ငါသာလူငယ်ဘဝကလေးကမှန်ကန်တော့ကိုသာငါဖွင့်နေဆိုရင်ငါအခုချိန်မိန်းမရလောက်ပြီသူကအဲ့ဒါလာပြောတာပြောချင်တဲ့သဘောကသူအယက်သမားဖြစ်ခဲ့တယ်လို့ဖြစ်ခဲ့တဲ့အတွက်ကြောင့်မင်းကလေးတွေကသူ့မကြိုက်ဘူးပေါ့လေဆိုတော့ငါသာလိမ့်မနေငါ့ကိုကြိုက်မှာဆိုတဲ့သဘောပေါ့ကျမပြောပြမယ်နော်လူငယ်များဖခင်သခင်ကကျမတို့ကိုအခွင့်အရေးပေးထားတာဖြစ်ပါတယ်ဟာလေလုယာအချိန်နဲ့ပတ်သက်ပြီးအခွင့်အရေးတွေပေးထားတယ်လုံနိုင်စွမ်းနဲ့ပတ်သက်ပြီးအခွင့်အရေးတွေပေးထားတယ်အဲ့ဒီအခွင့်အရေးတွေကိုမှန်ကန်စွာဖွင့်တတ်တော်သူတွေဖြစ်ဖို့ဘုရားထူကောင်းချီးပေးပါစေဒီနေ့ဘုရားကဒါဝိဒ်မင်းမျိုးဤတကားတော့ကိုသူ့ကိုငါပေးမယ်သူ့ပခုံးပေါ်မှာတင်မယ်ဆိုတာကကျမပြောမယ်ကျမတို့ဖွင့်သမျှအရာအားလုံးမင်္ဂလာရှိကိုရှိမှာဖြစ်တယ်ဟာလေလုယာကျမတို့ဖွင့်သမျှအရာတွေအားလုံးကောင်းချီးမင်္ဂလာနဲ့ဘုရားသခင်ကကောင်းချီးပေးမှာဖြစ်တယ်တကယ်ယုံကြည်ပါအာမင်ဖခင်ရဲ့နာမ၌ဖခင်ပေးထားတဲ့ authority နဲ့ဖွင့်ပြီးဆိုမှတော့ဘသူကမှလာတာစီလို့မရတော့ဘူးဖြစ်ပါတယ်ဟာလေလုယာကျမ်းစာတစ်ပိုက်ဖတ်ရအောင်ဗျာဒိတ်ကျမ်းအခန်းကြီး2ဗျာဒိတ်ကျမ်းအခန်းကြီး2ခဏလေးနော်ဟာလေလုယာခဏလေးဆောင်ပေးပါsorry ဗျာဒိတ်ကျမ်းအခန်းကြီး3 sorry နှစ်မဟုတ်ဘူး3ဗျာဒိတ်ကျမ်း3အငယ်9ဒီမှာဘသူအကြောင်းတွေ့ရတယ်လဲဆိုရင်ဖိလာဒေဖီမြို့မှာရှိတဲ့အသင်းတော်ကိုပြောတဲ့စကားအကြောင်းဒီမှာတွေ့ရတယ်အဲ့ဒါကိုတနေ့လေးဖတ်ရအောင်အငယ်9မှာဖတ်ရအောင်နော်ဖိလာဒေလဖီမြို့၌ရှိသောအသင်းတော်ဤစေတမန်အားဤတို့ရေးလိုက်လောတန့်ရှင်းဒါဝိဒ်မင်းဤတကားတော်ကိုကင်တော်သူအဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်၍အဘယ်သူမျှမဖွင့်နိုင်သောပိတ်တော်သူဤအမိန့်တော်ကဟာလေလုယာဟာလေလုယာ
ဒီကနေ့အဲ့ဒီဒါဝိဒ်မင်းရဲ့ကင်ဆောင်သောတကားတော့ကိုကျမတို့အတွက်ယေရှုကဖွင့်ပေးပြီးဖြစ်တယ်အာမင်ယေရှုနဲ့ဆက်ဆိုင်သောသူတွေအားလုံးသည်အဲ့ဒီတော့ကိုဖွင့်နိုင်သောတကော authority ရှိသောသူများဖြစ်ပါတယ် hallelujah အာမင်ကျွန်တော်ဒီကနေ့ကျွန်တော်သက်တာထဲမှာဖခင်ကလုတ်ပိုင်ခွင့်ပေးပြီးသားပြောကြည့်ပါဦးလုတ်ပိုင်ခွင့်ပေးပြီးသားဖြစ်တယ်အာမင်လုံနိုင်စွမ်းရှိပြီးသားဖြစ်တယ်လို့ပြောရအောင်လုံနိုင်စွမ်းရှိပြီးသားဖြစ်တယ်အာမင်ကိုပတော်မှာငါဒီရောက်လို့ဘာသာစကားမှမတက်ဘူးဆိုပြီးစိတ်တက်ကြဖို့မဟုတ်ဘူးတမန်တရားထဲမှာခွန်အားယူဖို့ဖြစ်တယ်ဟာလေလုယာ praise the lord ငါမလုံနိုင်ဘူးမတက်နိုင်ဘူးဆိုတဲ့အရာကိုဝန်ခံဖို့မဟုတ်ဘဲနဲ့ခရစ်တော်အားဖြင့်ကျမတို့ရရှိတဲ့ authority ကိုဝန်ခံဖို့ဖြစ်တယ်praise the lord အဲ့ဒီကနေဘာရလာမလဲဆိုရင်ယုံကြည်ခြင်းရလာမှာဖြစ်တယ်ယုံကြည်ခြင်းရလာတဲ့အခါမှာဖခင်ကိုဘာလုံးစေခြင်းတလဲဆိုတာကိုသိလာမှာဖြစ်တယ်အာမင်အာမင်ကြောင့်ဒီမှာရှက်လူငယ်များတယောက်ချင်းစီတိုင်းပြန်ပြီးမှနိုးစော်ခြင်းတဲ့အရာကဖခင်ကကျမတို့ကိုတော့အများကြီးပေးထားပါတယ်တချို့သောသူတွေဆိုလို့ရှိရင်ပညာရေးတော့ဖြစ်တယ်အာမင်ပညာရေးတော့ကိုဖွင့်နိုင်တော်သူတွေအတွက်တာ၍ဖွင့်တော်သူတွေဖြစ်ဖို့ဘုရားထူကောင်းကြီးပေးပါစေတချို့တွေကပညာရေးတော့ဖွင့်နေတဲ့အချိန်မှာတချို့တခြား line တွေပူးတဲ့လူရှိတယ်အာမင် line ပူးသွားတာနော်တော့တချောင်းကတကားတစ်ခုပဲဖွင့်လို့ရတယ်ကျမတို့ကအဲ့တကားဖွင့်နေတဲ့နောက်တစ်ခါမှတစ်ခါတည်းဖွင့်ချင်တာအဲ့မှာ line ပူးပြီးအဲ့ဒါ short ဖြစ်ကုန်ရောဓာတ်လိုက်ကုန်ရောအဲ့ဒီမှာအာမင်အာမင်ကြောင့်ဒီကနေ့ဖခင်ကသင်ကိုပညာရေးအတွက်တော့ဖွင့်နိုင်သောအခွင့်ပေးထားတယ်ဆိုရင်အဲ့ဒီပညာရေးမှာတာ၍ဖွင့်နိုင်သောသူတွေဘုရားထူကောင်းကြီးပေးပါစေဟာလေလုယာဒီနေ့ဘုရားကသင်ကိုစီးပွားရေးလုပ်ငန်းအတွက်ဖွင့်ဖို့ရန်အတွက်တကားတော့ပေးထားတယ်သင်သိတယ်ဆိုရင်စဖွင့်နိုင်ဖို့ဘုရားထူကောင်းကြီးပေးပါစေလို့အာမင်ကြောင့်ကျွန်တော်လက်ထဲမှာမြောက်များစွာသောတော့ဖွင့်နိုင်သောအစွမ်းအစအခွင့်အရေးမိတ်ဆွေနဲ့ကျွန်မစီမှာရှိတာဖြစ်ပါတယ်အာမင်အဲ့ဒီအခွင့်အရေးတွေလက်လွတ်မဆုံးရှုံးကြပါစို့နဲ့အဲ့ဒီလုံနိုင်စွမ်းတွေလက်လွတ်မဆုံးရှုံးကြပါစို့နဲ့ဒီနေ့လူငယ်အရွယ်မှာဖခင်ကျမတို့ကိုပေးထားတဲ့အချိန်နိုင်တွေကိုအကျိုးရှိစွာအသုံးချခြင်းအပြင်ဖခင်ကျမတို့ကိုဖွင့်စေတဲ့တကားတွေကိုမြောက်များစွာဖွင့်နိုင်တော်သူဖြစ်ဘုရားထူကောင်းကြီးပေးပါစေဟာလေလုယာအာမင်ဒါဝိဒ်ကသူငယ်ရွယ်တဲ့အချိန်မှာအဖေကတိုးချောင်းပါလို့ပြောတဲ့အချိန်မှာသူတိုးချောင်းတဲ့တကားကိုဖွင့်ရင်းနဲ့ဘာလုပ်လဲဆိုရင်ဖခင်မျက်နှာရှာတာဖြစ်ပါတယ်ဒီနေ့ကျမတို့ပညာရေးတော့ကိုဖွင့်နေတဲ့အချိန်မှာအဲ့ဒီပညာရေးတော့ကိုဖွင့်ရင်းနဲ့ဖခင်မျက်နှာရှာဖို့ဖြစ်ပါတယ်ဟာလေလုယာ praise the lord ဖခင်မျက်နှာရှာပြီးမှထိုကဲ့သို့နေတဲ့အခါမှာဒါဝိဒ်ရဲ့တကားတွေကတစ်ခုပြီးတစ်ခုပွင့်လာတာဖြစ်ပါတယ် praise the lord သူတကယ်ဆိုလို့ရှင်ငါစစ်တိုင်မဲ့သူဖြစ်မယ်ငါဘယင်ဖြစ်မယ်လို့သူတစ်ခါမှမစင်စားပါဘူးဒါပေမဲ့သူ့ရဲ့ဖခင်ရဲ့လုပ်ငန်းကိုပဲဦးစီးဦးဆောင်လုပ်ပြီးတော့အဖေအိမ်ရဲ့စီးပွားရေးတွေကိုပဲလုပ်ပေးရင်နဲ့သူဘာတကားဖွင့်နေလဲဆိုရင်မျက်မှောက်တော်တကားကိုသူဖွင့်ထားတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီတော်ထဲမှာနေတဲ့အချိန်မှာပဲလေအဲ့ဒီတကားကိုဖွင့်ပြီးမှသူနေတဲ့အခါမှာအဲ့ဒီမျက်မှောက်တော်တွေကနေတကားတစ်ခုပြီးတစ်ခုပြီးတစ်ခုပြီးပွင့်သွားတာဖြစ်ပါတယ်တို့ဘုရားနာမဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာကြောင့်ဒီနေ့ကျမတို့ပညာရှာတဲ့အရာမှာပညာရေးတကားတော့ဖွင့်ပြီးမှဖခင်မျက်မှောက်တော်ထဲမှာနေခြင်းအပြင်ဖခင်ကတာ၍မြင့်တော်ရက်ကိုပို့ဆောင်မှာဖြစ်ပါတယ်စီးပွားရေးတကားဖွင့်နေတဲ့အချိန်မှာဖခင်မျက်နှာရှာခြင်းအပြင်အဲ့ဒီစီးပွားရေးလုပ်ငန်းတွေကိုဖခင်ကတာ၍မြင့်တော်ရက်ကိုပို့ဆောင်ပေးမှာဖြစ်ပါတယ်ဟာလေလုယာ praise the lord ကြောင့်ဒါဝိဒ်ကသူ့အဖေရဲ့တိုးတွေကိုချောင်းရင်းနဲ့နေရင်တက်လာနဲ့ဘာဘိတ်သိက်ရလာလဲဆိုရှင်ဘရင်ယာထုတိဟုသောဘိတ်သိက်စီလောင်းခြင်းခံရတာဖြစ်ပါတယ်ဒါဆိုလို့ရှင် तू ဘရင်ဖြစ်ဖို့ तू တခါတည်းအရန်စ조사ပြီးနေသလားဆိုရင်မဟုတ်ပါဘူး तू ရတဲ့အခွင့်အရေးထဲမှာဟာလေလုယာအခုကျွန်တော်မလေးရှားနိုင်ငံမှာဆိုလို့ရှင်တချို့သောသူတွေပညာရှာလို့လည်းမရဘူးတချို့သောသူတွေအတွက်ဘာဆက်လုပ်ရမလဲမသိဘူးဒါပေမဲ့
အဲ့ဒီသင်ဘာမှမသိတဲ့အချိန်မှာမျက်မှောက်တော်တီးဟူသောတကားကိုဖွင့်ပြီးမှသင်နေရဆိုရင်အဲ့ဒီအထက်ကနေတကားတစ်ခုပြီးတစ်ခုပွင့်လာမှာဖြစ်ပါတယ်ဟာလေလုယာဖွင့်နိုင်ဖို့ရန်အတွက်လည်းတော့ကလက်ထဲမှာရှိပြီးသားမို့လို့ဖြစ်တယ် Praise the Lord ဒီကနေ့ဒါဝိဒ်ကအရန်ရှင်ဘုရင်ရဲ့နန်းတွင်းပညာတွေစီးပူပြီးမှသူရောက်သွားတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီမျက်မှောက်တော်ထဲမှာသူနေရင်းနဲ့အဲ့ဒီတကားကိုဖွင့်ရင်းနဲ့သူနေတဲ့အခါမှာရှင်ဘုရင်ဗိတ်သိက်ခြင်းရပြီးတော့နောက်ဆုံးဂေါလိယကိုတိုက်ဖို့ရန်အထိဖြစ်ပြီးတော့ဖခင်ကအဲ့ဒီကနေတကားတစ်ခုပြီးတစ်ခုဖွင့်ပေးတာဖြစ်ပါတယ်ဟာလေလုယာဒီကနေ့ကျွန်တော်အရှိမဖခင်သခင်ကမြောက်များစွာသောတကားတွေထားပေးတယ်မြောက်များစွာသောတော့ကိုကျွန်တော်လက်ထဲမှာအပ်ထားတယ်ဒီနေ့သင်ဘယ်တကားကိုစားဖွင့်မလဲအာမင်ဟာလေလုယာဒီနေ့ကျွန်တော်လူငယ်တွေဖြစ်တဲ့ဖခင်ကအခွင့်အရေးပေးထားတယ်အဲ့အခွင့်အရေးတည်ဟူသောအဲ့တကားတွေကိုသူတစ်ခုပြီးတစ်ခုဖွင့်နိုင်မယ်ဆိုရင်ဒါဝိဒ်ကဲ့သို့အချိန်ရောက်တဲ့အခါမှာဖခင်ချီးမြှောက်ခြင်းရောက်ကိုရောက်လာမှာဖြစ်ပါတယ်ကြောင့်ဒီကနေ့မလေးရှားနိုင်ငံမှာနေရချင်းတည်ဟူသောအခွင့်အရေးကိုတခြားသောအရာတွေနဲ့မလဲမိဖို့ဘုရားတို့ကောင်းချီးပေးပါစေမလေးရှားနိုင်ငံမှာနေခွင့်ရတဲ့အခွင့်အရေးရတဲ့အချိန်တွင်းမှာငါဘာပညာစီးပူးမလဲငါဘလို့တကားဖွင့်မလဲငါမျက်မှောက်တော်ထဲမှာဘလို့စီးမြောင်းမလဲထိုအရာထဲမှာနေတတ်တယ်ဆိုလို့ရှိရင်ဟာလေလုယာကျမတို့အုံနောက်နဲ့မကြံစီထားတဲ့တကားတွေတစ်ခုပြီးတစ်ခုဘုရားဖွင့်ပေးလာမှာဖြစ်ပါတယ် Praise the Lord Praise the Lord ကြောင့်အချိန်ကို don't waste your time အချိန်ကိုအလကားတက်မကုန်ခိုင်းပါနဲ့ game တွေလောက်နဲ့ပဲအချိန်မကုန်ပါစေနဲ့အာမင်တငယ်ချင်းတွေလောက်နဲ့ပဲအချိန်မကုန်ပါစေနဲ့အချိန်မယူရဘူးပြောမယူလို့ရပါဒါပေမဲ့ကျမတို့ဖခင်ကျမတို့ကိုပေးထားတဲ့အခွင့်အရေးကိုသင်ဘယ်တော့ဖွင့်နေသလဲသင်အတုံးချရင်အတုံးချတဲ့တော့တွေတစ်ခုပြီးတစ်ခုတကားတွေပွင့်လာမှာဖြစ်တယ်အာမင်အာမင်ပထမတစ်ခေါက်ကတော့ဖခင်ရဲ့မေတ္တာအကြောင်းကျမပြောတယ်အခုကတော့ကိုယ်တိုင်စဖွင့်ရမယ့်အချိန်ရောက်ပြီဖြစ်ပါတယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့ဖွင့်နိုင်တော့အခွင့်တကူအာနာတယောက်ချင်းစီရဲ့လက်ထဲမှာဖခင်အပ်ပြီးသားဖြစ်ပါတယ်ပြဿနာကိုမသိလိုက်တာကိုလက်ထဲမှာဘာတော့တွေကင်ထားမှမသိလိုက်တာတချို့တွေကစီးပွားရေးလုပ်နိုင်တဲ့ညံစွမ်းအရန်ရှိတယ်မသိလိုက်မဖွင့်မိလိုက်ဘူးလောကအရာဘာမှပဲအခုနလူငယ်တယောက်ကျမဘုရားကျောင်းလူငယ်တယောက်တက်တေခံတယ်လို့ပေါ့လူငယ်ဘဝတုန်းကဖွင့်လိုက်တဲ့တော့အရက်တောက်ဖို့တော့ဖြစ်သွားတယ်ဆိုသလိုပေါ့ချိန်ကုန်သွားတယ်ဒီကနေ့ကျမတို့ဖျားပေးထားတဲ့တော့တွေကိုသင်ဖွင့်တတ်ပြီဆိုရင်အဲ့ဒီထဲမှာကောင်းကြီးရှိဖို့ရှိတာဖြစ်ပါတယ်ကောင်းကြီးကလိုက်ကိုလိုက်လာတာဖြစ်ပါတယ်အာမင်အာမင် praise the lord ကြောင့်ဒီကနေ့ကျမတို့တယောက်ချင်းဆက်တတ်တာထဲမှာဒါဝိဒ်မင်းဤတကားတော့ကိုကင်တော်သူလို့ပြောတော့အခွင့်အရေးသည်ယေရှုအားဖြင့်မိတ်ဆွေနဲ့ကျမရပြီးသားဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒီနေ့အစပြီးဘယ်တော့တွေသင်စားဖွင့်မလဲအာမင်စတင်မှာဆုတောင်းနေကိုရောမကြခင်မှာစီးပွားရေးတော့ဖွင့်မယ်အာမင်မကြခင်မှာငါလုံးဝစိုက်ကဲပိုင်ရမယ်ဆိုတော့တွေဖွင့်မယ်ဒါမှမဟုတ်လဲမကြခင်မှာငါကားမောင်းနိုင်ရတဲ့ခွင့်တော့တွေပိုင်မယ်ဆိုတော့ဖွင့်မယ်မကြခင်မှာငါဖျားမျက်မှောက်တိုင်းမှာစီးပြောခြင်းတူတော့အဲ့ဒီတော့တွေဖွင့်မယ်ဆိုရင်မှယနေ့ညမှာစတင်ပြီးဆုံးဖြတ်စီစဉ်တာဖြစ်ပါတယ်ဟာလေလုယာအာမင်ကျမတို့တော့ဖွင့်တာခက်လားခက်ဘူးတော့ဖွင့်တာအရင်ခက်တဲ့လူရှိလားအရင်ခက်တဲ့လူဆိုရင်တော့အဲ့ဒါမှားတာဖွင့်နေလို့နော်ဒီတော့တကယ်ဆိုတော့ဆိုလလလေးနဲ့ပွင့်သွားမှာမပွင့်ဘူးဆိုရင်အဲ့ဒါသင်ဖွင့်တဲ့သင်သုံးနေတဲ့ခီမှားနေလို့ပြောင်းဖို့ဖြစ်တယ်အာမင်ဟာလေလုယာဒီတကားကိုဆရာခိုင်ပြီးကသူ့အိမ်တော်နဲ့လာဖွင့်လို့မရဘူးလာဖွင့်ပြီဆိုတော့ तू တော်တော်ချွေးတတိကြမှာဖြစ်တယ်တခါလေကျမတို့ကလေကျမတို့လူငယ်ရွယ်မှာကိုလှုပ်ချင်တာကိုပဲမှားယွန်းစွာဖွင့်နေတတ်ကြတယ်ဘဝကြီးကဘာမှမဖြစ်လာဘူး
ဘဝရအချိန်ပဲကုန်တယ်ဘဝကသူများနဲ့နိုင်ရှင်ကြည့်ပြရင်လည်းငါဘဝဘာမှမဟုတ်ဘူးလို့ခံစားတယ်သင်အဲ့လိုမျိုးခံစားရင်သင်တော့ပြောင်းဖို့ဖြစ်ပါတယ်သင်လက်ထဲမှာဘုရားတော့အများကြီးပေးထားတယ် the right key နဲ့ the right door ကိုဖွင့်နိုင်သောသူတွေဖြစ်ပါတယ် hallelujah praise the lord ကောင်းချီးဖြစ်ပါသလားခဏလေးမျက်စိမိတ်ရအောင် hallelujah Lord oh glory glory ဒီကနေ့ယနေ့မှစပြီးတော့ကိုရောမိမိတက်တာကိုမိမိခဏလောက်ဆင်ခြင်ရအောင်ကိုရောဘယ်တကားကိုကျွန်တော်ကိုဖွင့်စေချင်တာလဲဘယ်တကားကိုဘယ်တော့ကိုရောသုံးစေချင်တာလဲဖခင်ကိုစတင်မေးရအောင်ကိုရောသုံးပြုစေချင်တော့ကိုရောဖွင့်စေချင်တော့တကားဖွင့်တတ်တော်သူဖြစ်ပါမည်အကြောင်းမဆပါလို့ဒီကနေ့ဆက်ကပ်ရအောင်တခါတလေကျမတို့တွေဖခင်သခင်ရဲ့ကကျမတို့အတွက်ကောင်းကြီးပြင်ဆင်ပေးပြီးသားသို့တော်ကျမတို့တခါတလေရွေးချယ်လိုက်တဲ့ခီးရမားနေတတ်တယ်မားတဲ့အခါမှာလူပင်ပန်းခြေကုံလက်ပန်းကြဖြစ်တတ်တယ်ဒီနေ့ဘုရားသခင်အဲ့ဒီဘဝမှာမနေစေချင်တော့ဘူးသင်စတင်ပြီးမှတော့ကင်ပြီးဖွင့်တာနဲ့ပွင့်တဲ့တကားကိုဘုရားသခင်စတင်ပြီးမှသင်ကိုရွေးချယ်စေချင်တာဖြစ်ပါတယ်ဟာလေလုယာနှုတ်ကပတ်တော်အတွက်ဆက်ကပ်ခြင်းတဲ့လူရှင်ခဏလောက်ရှိတဲ့နေရာကနေမတ်တရက်ပေးပါဒီနေ့ဆက်ကပ်ရအောင်ဘုရားနဲ့စကားပြောရအောင်Hallelujah, hallelujah, Lord. တကယ် seriously ကိုရောကျွန်တော်ကျမရဲ့တက်တာယနေ့မှစ၍ကျွန်တော်ကျမလက်ထဲမှာကိုရောအပ်ထားတဲ့ကိုရောပေးထားတဲ့ဒီတော့တွေအထဲကနေပြီးမှကိုရောဖွင့်စေလို့သောတကားကိုဖွင့်တတ်ပါမည်ကြောင့်မဆပါလို့ရှိတဲ့နေရာနဲ့ပဲခဏလောက်ဆက်ကပ်ရအောင်ခဏလောက်ဘုရားနဲ့စကားပြောရအောင် Oh, Rabashiyarare Hãy subscribe
na aton tung isaki na lung tang tuak nuami na mai pa mu nuami atang lung guneke atang ka utong ke na lung tang tuak nuami na mai pa mu nuami atang lung guneke atang ka utong ke na lung tang tuak nuami na mai pa mu nuami atang lung guneke atang ka utong ke na lung tang tuak nuami. Praise the Lord. Rama Shikiara. Hallelujah. Kanun tak na hong bol hong ni pasya na tay bangi hong non tak tay sakit na lampi de ni simin hong lagi na tay bangi hong ken tak tay sakit kanung tak na hong bol hong ni pasya na tay bangi nung tatang hili na lampi de ni simin hong lagi na tay bangi hong ken tak tay sakit na luntang tuak nuami na mai pa mu nuami atang lung guneke atang ka utong ke na luntang tuak nuami na mai pa mu nuami atang lung guneke atang ka utong ke na luntang tuak nuami na mai pa mu nuami atang lung guneke atang ka utong ke na luntang tuak nuami. Hallelujah. Shikiara Basakara. ဒီကနေ့တချို့သောသူတွေတချို့သောလူငယ်များတချို့သောလူငယ်များဘုရားသခင်အဆစကားပြောတာဖြစ်တယ်။သင်အခုကင်နေတဲ့တော့ကိုစပြီးမှပြောင်းပါလို့ပြောတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သင်စ조사ပြီးဖွင့်နေရတယ်သင်ပင်ပန်းနေတယ်။သင်ဒီဟာလည်းဖွင့်လို့မရပါလားလို့သင်စိတ်တက်ကြနေတယ်။ဘုရားကငါသားငါသမီးသင်ကင်နေတဲ့တော့ကမားတာဖြစ်တယ်။တခြားတော့ကိုပြောင်းပြီးမှစတင်ဖွင့်ပါလို့ဘုရားစကားပြောတာဖြစ်ပါတယ်။အဲ့ဒီအထက်မှာဘုရားကောင်းချီးရှိတယ်အဲ့ဒီအထက်မှာဘုရားရဲ့ငြိမ်သက်ခြင်းရှိတယ်ဝမ်းမြောက်ခြင်းရှိတယ်ကြွယ်ဝခြင်းရှိတယ်တတ်တာ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 ခြင်းရှိတာဖြစ်တယ်โอ้ရာဘสักคาราบาเชยายายาโอ้ရာဘสักคาราบาရာบาราบาရိယကာရာဘสักคาราบาโอ้ရာဘရှိခိယာရာဘတကယ်လို့ထိုကဲ့သို့လူတွေရှိတယ်ဆိုတော့အထူးဆုတောင်းပေးချင်တာဖြစ်တယ်ခဏလောက်ရှင်းထွက်ခဲ့ပါဒီနေ့သင်ဖွင့်နေတဲ့တော့ကသင်ပင်ပန်းနေပြီကိုရောဒီဟာကဘာဖြစ်တာလဲဆိုရင်မှသင်ဖွင့်သင်ပင်ပန်းနေရဆိုရင်ဘုရားကငါသားငါသမီးဒီနေ့ညသည်သင်အတွက်အဖြစ်ရတဲ့ညဖြစ်တယ်ဒီနေ့ညသည်သင်